မင်္ဂလာပါချူရနာလငယ်စွာရေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒါလေးကတော့ညီတို့အန်စာပေးတွေလေးတွေပဲဖြစ်ပါတယ်ရွေးချယ်စရာ item ၄မျိုးရှိပါမယ်โอเคပထမဆုံးအနေနဲ့ဒီမှာဒီရောင်လေးကဆိုလုံးဝကိုနေပြီးပြလေးကြိုက်တဲ့သူဆိုနေပြီးပြဒါလေးကကြတော့အစိမ်းနဲ့အဝါအယောလေးပေါ့နော်ဒါလေးကကြတော့ pink color လေးနော် pink နဲ့နောက်ကြတော့ navy လေးတွေcolor လေးတွေနည်းနည်းရောတယ်ပေါ့ဒါလေးကတော့လုံးဝကိုတီးတန့်အစိမ်းရယ်အပြာရယ်ခရမ်းရယ်ရောထားတာလေးပဲဖြစ်ပါတယ်โอเค color ကဒီ design ၄မျိုးဖြစ်မယ်ဖြစ်ပြီးတော့ဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေကဘာလေးတွေလဲဆိုတာကိုကြည့်ကြရအောင်โอเคဒါဆိုရင်တမှုထူးခြားစွာနဲ့ညီတို့ဒီအန်စာလေးတွေကို shuffle လုပ်မယ်မှွေလိုက်မယ်မှွေပြီးတော့ဒါလေးကိုထားလိုက်မယ်ထားပြီးတော့ဒီထဲထည့်လိုက်တယ်โอเคဒါဆိုရင်ညီတို့ဒါဆိုရင်ပထမဆုံးအန်စာလေးကဒါဆန်လေးပေါ့နော်ဆန်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုကဒီ advice ပေးလို့ရမယ်ဒါက nam ဒုတိယကကြတော့ညီတို့ house ပေါ့ house နဲ့ပတ်သက်ပြီးတော့ဆိုရင်ဥမာညီတို့ဒီရာဆိုရင် Aquarius ဒါအဲ့လိုလေးတွေနဲ့ပတ်သက်ပြီးတော့ကိုဟောလို့ရမယ်ပေါ့နော် okay ဒါလေးကကြ number နဲ့ပတ်သက်ပြီးတော့ကိုကြည့်ပေးလို့ရမယ်ဒီလိုလေးတွေနဲ့ပတ်သက်ပြီးတော့ကိုက astrology ဘိုင်းကိုထဲဝင်လေ့လာထားတယ်ဒီ device လေးတွေနဲ့ဟောကျင်နေဆိုရင်တော့ညီတို့ဒီဟာလေးတွေရှိပါမယ်ဆိုတာလေးကိုထပ်လောင်းပြောပြချင်ပါတယ် okay ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ထည့်လိုက်ပါမယ်ဒီလိုလေးတွေလူများကြီးနဲ့မတူတမှုထူးခြားစွာနဲ့ညီတို့ဒီလိုလေးတွေသုံးကျင်နဲ့အသုံးပြုကျင်နဲ့ advice ပေးကျင်နေဆိုရင်တော့ဒါလေးတွေရှိပါမယ် okay နော်โอเคဒါလေးတွေကိုဘယ်နေရာမှာရနိုင်လဲဆိုတော့သိကြပါတယ်မိတ်ဆွေတို့ရဲ့စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာတွေကိုတတောင်းတနေရာကနေပံပိုးပေးတဲ့ကက်နဲ့စာအုပ် accessory လေးတွေကိုတနေရာတည်းထားပေးတဲ့ချူရနာအောင်လုပ်ငန်းစုပဲဖြစ်ပါတယ်ဒါဆိုရင်လုံးဝကိုလူများရဲ့နဲ့လုံးဝကိုမတူဘူးကိုရှိမှာပဲ unique ဖြစ်တဲ့ item လေးတွေကိုလိုချင်တယ်ရချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်0925454556ကိုသာဆက်သွယ်ပေးပါ present အနေနဲ့ PDF file လေးပါပေးပါအောင်မယ်ရှင် bye bye နောက် view တွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်